Clean AI လေဒီ website version မှာပါတယ်ဒီ MCP ဆိုတာလေးကိုသူကဘာလုပ်တာလဲဆိုတွေးမရခဲ့ဘူးဒါလေးကိုလေအဲ့လေးရလေသူကအဲ့လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင် MCP ဆိုပြီးတော့မှပါအဲ copy prompt ဆိုပါအဲ့လေးကို copy ယူပြီးတော့မှတခြား AI ထဲမှာသွားသုံးလို့ရတာပေါ့နော်အဲ့တော့ AI နိုင်လားဆိုမဟုတ်ဘူးကျမတို့ Casa AI ပေါ့နော်အဲ့မဲ့ Casa AI ဆိုတာအဲ့ဒါလေးတွေဝင်ပြမယ်နော်အဲ့ Casa AI နဲ့ဝင်ပြီးရင်ခုနက copy လာတာလေးကိုကျမတို့က paste လုပ်လိုက်မယ်ပေါ့နော် paste လုပ်လိုက်ပြီးတော့လို့ရှိရင်ဒီဘက်မှာဒါလေးကိုဒီလိုထုတ်လိုက်မယ်ပေါ့နော်ထုတ်လိုက်လို့ရှိရင်ဒါကျမထည့်ပြီးသားမလို့เนาะမထည့်ရသေးလို့ရှင်ဒီမှာ run ပါညာနဲ့ပေါ်လာမယ်အဲ့ဆိုအဲ့ဒါ run လုပ်မယ်လို့ပြလိုက်လို့ရှင်သူကဒီပေါ့เนาะဒီထဲမှာ Casa AI နဲ့မှာဆိုတော့ Clean AI ရောက်သွားပြီဆိုလို့ရှင်ဒီဘက်မှာcustomize เนาะ customize စာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့လို့ရှင်နှိပ်လိုက်ပြီးတော့လို့ရှင်ကျမတို့ဒီမှာcustomize ဆိုတာကိုနှိပ်လိုက်ပြီးတော့လို့ရှင်ဒီမှာ MCP ဆိုတာလေးပါတယ်အဲ့မှာဆိုဒီမှာကျမတို့ဒီ Casa AI နဲ့မှာ Clean AI ကိုသုံးလို့ရပြီပေါ့နော်အဲ့ဒါဆိုလို့ရှင်ဘာတွေသုံးလို့ရလဲဆိုတော့ဒီမှာ text to video ထုတ်လို့ရတယ် image to video ထုတ်တာလည်းပါတယ် image to image ပေါ့နော်အဲ့တော့ကျမတို့ကထုတ်မယ်ဆိုလို့ရှိရင်တော့new chat span ပြန်ခေါ်ပြီးတော့လို့ရှိရင်MCP ဆိုတာကိုရွေးပေါ့နော် MCP ဆိုတာကိုရွေးလိုက်လို့ရှင်ဒီမှာက clean ထည့်ထားတာဆိုတော့ clean ပေါ်မယ်အဲ့မှာကျမတို့ပုံလို့ချင်တာဆိုရင်အမအပေါင်းလေးကိုနှိပ်ပြီးတော့မှ file ရွေးပေါ့နော် file ကိုရွေးပြီးတော့မှfile နဲ့ကိုအဆင်ပြေတဲ့ဟာလေးကိုထည့်ပြီးတော့မှလုပ်လို့ရတယ်အဲ့မှာပုံလေးထည့်ပြီးရင်ကိုကဗီဒီယိုပြောင်းချင်တာဆိုလို့ရှိရင်ကိုဗီဒီယိုပြောင်းချင်တာလေးနှိပ်လို့ရတယ်ပေါ့နော်ဒီမှာကျမCasa AI ဝယ်သုံးထားမှာမဟုတ်ဘူးတဲ့အတွက်ဒီမှာ you hit your limit ဆိုပြီးတော့ပြနေပေါ့နော်ဝယ်သုံးလို့ရှိရင် blue model ရလေးဆိုလို့ရှိရင်ကြတော့ဒီပေါ့နော်ကျမတို့ grid က 4.5 လည်းရတယ်ပြီးရင်Claude AI ကနော် Opus 5လည်းသုံးလို့ရတယ် GPT က 5.6 ဆိုလည်းသုံးလို့ရတယ်ဆိုတော့အဲ့တော့ Casa AI ကဝယ်သုံးလို့ရှိရင်တန်နေပေါ့နော် AI တွေကိုတစ်ခုချင်းစီဝယ်စရာမလိုဘဲနဲ့ဒီတစ်ခုထဲမှာတွေကိုတစ်ခုဝယ်လိုက်တဲ့လို့ရှိရင်သုံးလို့ရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့ Clean AI ကတော့ဒီ Casa AI နဲ့မှသုံးလို့ရတယ်သုံးလို့ရတာကိုမှကျမတို့ Clean AI credit တော့ဝယ်ထားရမယ်ထင်တယ်အဲ့တော့ဒီပေါ့နော် Casa AI ပဲဖြစ် Clean AI ပဲဖြစ်ဝယ်စနေဆိုလို့ရှိရင်လည်းဒီ Telegram က Premium ACC နဲ့လေးဆွဲကောင်းမှလာမင်းလို့ရတယ်နော်